ကတော့ရှမ်ပူမှာပါဝင်တဲ့ကုန်ချမ်းလေးတွေဖြစ်ပါတယ်ဒါကတော့အင်း8000လေးဖြစ်ပါတယ်အင်း8000လေးကတော့ 1kg အသုံးပြုထားပါတယ်8000လေးကိုကြည့်ဖို့ဆိုရင် MACL စားနှဲငယ်ထည့်ပြီးမွေရမှာဖြစ်ပါတယ် M70 ရော100 gram လေးထပ်တက်ပါမယ်ဒီပေါ့နော် M70 နဲ့ M8000 ကိုတစ်ခါတည်းပေါင်းပြီးမွေပါမယ်ရှင်ဒီမွေရင်းနဲ့ဖြူလာပြီဆိုရင်တော့ပြုတ်ရည်3လီတာထည့်ပါမယ်ဒီပြုတ်ရည်တွေကကြာရင်တစ်ခါတည်းမထည့်ဘဲနဲ့တော့တဖြည်းဖြည်းထည့်သွားမှာဖြစ်ပါတယ်ပြီးရင်သမသွားအောင်မွေသွားရင်ရပါပြီဒါကတော့ PQ7 လေးဖြစ်ပါတယ် PQ7 လေးကလည်းစပိတ်ကိုနူးညံ့ပျော့ပြောင်းစေပါတယ်ဆိုရင်တော့စူဒိုကာလာလေးအနည်းငယ်ထည့်ပါမယ်ကာလာလေးကတော့ထည့်ရင်လည်းရတယ်မထည့်ဘူးဆိုရင်လည်းရတယ်နော်ကာလာလေးထည့်မယ်ဆိုရင်အပြင်မှာမွေပြီးမှထည့်ပါနော်မဟုတ်ဘူးဆိုရင်ကာလာလေးကနေဒီပြုတ်ရည်နဲ့တစ်ထပ်တည်းမကြပဲနဲ့အမုတ်လေးတွေပြန်နေလိမ့်မယ်နော်ဒါကတော့ဘီတိတ်လေးဖြစ်ပါတယ်ဘီတိတ်လေးလည်းထည့်လိုက်ပါမယ်ဒါကတော့ကိုလက်စလင်းလေးဖြစ်ပါတယ်ကိုလက်စလင်းလေးလည်းထည့်ပြီးမွေလိုက်ပါမယ်တဖြည်းဖြည်းနဲ့သမသွားအောင်မွေသွားရင်ရပါပြီတော့ပြားရည်လေးဖြစ်ပါတယ်ပြားရည်လေးကတော့စပင်လေးတွေကိုနူးညံ့ပျော်ပြောင်းစေပါတယ်ဒါကြောင့်ပြားရည်လေးကိုလက်ဖက်ရည်စိုးတစ်စောခတ်ထည့်မှာဖြစ်ပါတယ်ဒါကတော့ဗီတာမင် B3 ဖြစ်ပါတယ်ဗီတာမင် B3 ကဆိုရင် sensitive ဖြစ်တဲ့ဥယျာဉ်ပြားပိုက်စစ်လေးတွေအထူးတည့်ရောပါတယ်ဒါကတော့ PQ7 လေးဖြစ်ပါတယ် PQ7 လေးကလည်းစပင်ကိုနူးညံ့ပျော်ပြောင်းစေပါတယ်ဒါကတော့ပစ္စပိတ်တဲ့တာစီကန်စီလေးဖြစ်ပါတယ်တာစီကန်စီကမထည့်လို့မရပါဘူးเนาะတာစီကန်စီမထည့်ဘူးဆိုရင်ရှမ်ပူမှာပေါ့နော်ဘက်တီးရီးယားတွေပေါက်ဖွာပြီးဥယျာဉ်ပြားကိုအနာတရာဖြစ်စေလို့ပါရှင်နှက်သွားအောင်တဖြည်းဖြည်းချင်းငွေသွားရင်ရပါပြီဒီလိုမျိုးတဖြည်းဖြည်းနဲ့ငွေသားပြီဆိုရင်တော့ပြင့်လာပါလိမ့်မယ်နော်ပြီးရင်အနက်လေးထည့်ပါမယ်အနက်လေးကတော့သူ့အနက်လေးဖြစ်ပါတယ်အနက်လေးကိုထည့်ပြီးပြီဆိုရင်အယမ်းမမွေပါနဲ့နော်ဖြည်းဖြည်းချင်းဖြည်းဝေသွားပါမဟုတ်ဘူးဆိုရင်ရှမ်ပူကကျဲသွားတက်လို့ပါနော်ပြီးရင် MACL စားလေးထည့်လိုက်ပါပြီးရင်တသားလေးကြပါအောင်အနည်းငယ်မွေလိုက်ပါမယ်ဒါဆိုရင်လုံးဝပြင့်လာပြီဖြစ်ပါတယ်လုံးဝပြင့်လာပြီဆိုရင်တော့ရှင်းနာရီကြာတဲ့ဒီထားလိုက်ရင်သုံးလို့ရပါပြီရှင်းနာရီကြာပြီးတဲ့အခါရှမ်ပူရဲ့လွယ်စားကိုလာပြပေးမှဖြစ်ပါတယ်နော်ကတော့ရှင်းနာရီကြာပြီးတဲ့အခါရရှိလာတဲ့လွယ်စားဖြစ်ပါတယ်ဒီမှာပါအရန်ကိုပြတဲ့နော်ဆမ်ပူလေးကဒါကတော့စုလုပ်ပြထားတဲ့ဗီဒီယိုလေးကိုကိုယ့်ရဲ့အိမ်မှာလုပ်သုံးလို့ရပါတယ်။ဒါမှမဟုတ်ရင်ရောင်းတန်းဝယ်တဲ့ဈေးကွက်ဖောက်ချင်ရင်လည်းဖောက်လို့ရပါတယ်နော်။စုရဲ့ပေးလေးကို like and follow လုပ်ထားဖို့မေးပါနဲ့နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။